အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘောဘယ်ယာရင်အကြောင်းကိုဝယ်သူရောင်းသူအသုံးပြုသူတွေလွယ်ကူသောအရှင်းဆုံးနဲ့အကုန်လုံးကိုခြုံငုံသုံးသပ်မိအောင်ဗီဒီယိုတစ်ခုတည်းနဲ့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အခြေခံသဘောတရားတွေဖြစ်ပါတယ်ဘောဘယ်ယာရင်ဆိုတာအဓိကကတော့ဘောများနဲ့ဆက်များတွင်မှာအရေးကြီးတဲ့ pressure ကိုလျှော့ပေးပြီးတော့လေပတ်မှု rotation ကိုချောမွေ့အောင်လုပ်ပေးတဲ့သဘောကဘောဘယ်ယာရင်ရဲ့သဘောဘောဘယ်ယာရင်ရဲ့အနှစ်ချုပ်ကကျွန်တော်တို့စက်ပစ္စည်းတွေမှာအရေးကြီးတဲ့ပိုင်းတွေမှာ pressure တွေပုတ်တိုင်မှုတွေလျှော့ချပေးတဲ့ rotation တွေကိုချောမွေ့အောင်လုပ်ပေးတဲ့ဘောဘယ်ယာရင်သဘောဘောဘယ်ယာရင်ဖွဲ့စည်းပုံကဘောဘယ်ယာရင်မှာအတွင်း diameter ရှိမယ်အမြင့် diameter ရှိမယ်မြင့် diameter အတွင်း diameter အတွင်းတွေကဘောဆန်တွေဘောကတ်တွေရဲ့တိစောက်ပုံဒီဇိုင်းတွေကိုမူတည်ပြီးတော့ဘောဘယ်ယာရင်အမျိုးမျိုးရှိတယ်အသုံးပြုတဲ့ရည်ရွယ်ချက်အမျိုးမျိုးလည်းရှိတယ်အဓိကစက်မှုနယ်ပယ်နဲ့အခြားနယ်ပယ်တွေမှာအသုံးအများဆုံးနဲ့အတွင်းကျယ်လုံးရေဘူးအသုံးဖြစ်တဲ့ depth group ဘောဘယ်ယာရင်အကြောင်းကိုကျွန်တော်ပြီးမှပုံနဲ့အသေးသေးရှင်းပြမှာဖြစ်တယ်အဓိကကတော့ဘောဘယ်ယာရင်မျိုးစားတွေတော့ကျွန်တော်တို့ depth group ဘောယာရင် depth group ဘယ်ယာရင်တွေ angular contact ဘယ်ယာရင်တွေ set alignment ဘယ်ယာရင်တွေ thrust ဘယ်ယာရင်တွေအဲ့ဘယ်ယာရင်မျိုးမျိုးရှိတယ်ကိုသုံးမဲ့နယ်ပယ်နဲ့ကိုသုံးမဲ့လုံနဲ့မူတည်ပြီးတော့အမျိုးမျိုးကွဲအဓိကတော့ဘောဘယ်ယာရင်မှာဆိုရင် तू ကဒီထဲမှာဝင်ရိုးတက်လိုက်တယ်ဒီထဲမှာဝင်ရိုးတက်လိုက်မယ်ဆိုရင်အဲ့ဒါဝင်ရိုးတောက်လျှောက်တက်ရောက်မယ်အားဝင်ရိုးရဲ့ဒီဘက်မယ်ဝင်ရိုးရဲ့ဘယ်ဘက်ညာဘက်တက်ရောက်မယ်အားနောက်ကဝင်ရိုးရဲ့အထက်အောက်တက်ရောက်မယ်အားဗီဒီယယ်လုတ်ရှိမယ်အိမ်တယ်လုတ်ရှိမယ်ဝင်ရိုးတောက်လျှောက်တက်ရောက်မယ်အားရဲ့ဝင်ရိုးရဲ့အပေါ်အောက်တက်ရောက်မယ်အားရဲ့ဆိုနှစ်မျိုးရှိအဲ့ပေါ်မှာမူတည်ပြီးတော့ဘယ်ဟာတွေကိုရွေးချယ်ရမယ်နောက်ကဘယ်ဟာဒီပေါ်မှာကျွန်တော်တို့ဘယ်မှာရေးထားတဲ့နံပါတ်တွေအဲ့ဒီကိုကျွန်တော်အသေးစိတ်ဥပမာအနေနဲ့ကျွန်တော်ပြောပြမှာဖြစ်တယ်ဥပမာC3O5 ဆိုရင်ရှင်းနေဥပမာနံပါတ်6ကဘာလဲနံပါတ်6ဘောဘယ်ယာရင်ဆိုတာဘောဘယ်ယာရင်မှာဆိုခုအကျမ်းများပြီ9မျိုးရှိတယ်ဗျာဆက်လိုင်းဒီဘောဘယ်ယာရင်ရှိမယ် spherical roller ဘောဘယ်ယာရင်နံပါတ်2 3က double row angular contact ဘောဘယ်ယာရင်4က double row ဘောဘယ်ယာရင်နဲ့5က thrust ဘောဘယ်ယာရင်နဲ့6ကျွန်တော်အသုံးများတယ် single row depth group ဘောဘယ်ယာရင်ဆိုပြီးတော့နံပါတ်6 single row depth group ဘောဘယ်ယာရင်ကသူက either လို့လဲခံနိုင်တယ် radial လို့လဲခံနိုင်တယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာအသုံးများတယ်ကျွန်တော်အဲ့အကြောင်းကိုရှင်းပြမှာဖြစ်တယ်ဘောဘယ်ယာရင်တစ်လုံးကိုဝယ်မယ်ဆိုရင်ဗျာရှေ့ကဥပမာC3O5ရှေ့နံပါတ်6ကဘာကိုပြောရလဲရှေ့နံပါတ်6ကကျွန်တော်တို့မြန်မာလူရှင်းရှင်းလေးပါပဲမြောင်းတဲ့ထဲမှာဘောရှိတဲ့ဘောထည့်ထားတဲ့ဘောပေါ့ဗျာမြောင်းတဲ့ထဲမှာထည့်ထားတဲ့ဘောမြောင်းတဲ့ထဲမှာထည့်ထားတဲ့ဘောအဲ့ဒါနံပါတ်6ဝင်ရိုးလိုက်လေတန်ခါနိုင်တယ်ဝင်ရိုးရဲ့အပေါ်အောက်မှာလေတန်ခါနိုင်တယ်ဝင်ရိုးလိုက်ဆွဲအားတွန်းအားလည်းခါနိုင်တယ်ဝင်ရိုးအပေါ်အောက်ဖိအားတွန်းအားလည်းခါနိုင်တယ်ဘောအသုံးအများဆုံးဘောဟုတ်ပြီနံပါတ်6ကိုသိသွားနံပါတ်3ကဘာလဲနံပါတ်3ကဘာလဲနံပါတ်3ကဘောဘယ်ယာရင်မှာစစ်သတ်မှတ်ချက်တွေရှိရဗျာနံပါတ်0နဲ့နံပါတ်1က extra light series ကကျွန်တော်တို့ဝင်ပေါ့တွေအတွက်သုံးတဲ့ series နံပါတ်2က light series ပုံမှန်ဝင်ပေါ့မှာသုံးတဲ့ series နံပါတ်3က medium series အလယ်လက်ရှိတဲ့ဝင်မှာသုံးတဲ့ series နံပါတ်4က heavy series တကယ်ဝင်ကြီးလောက်အားကြီးတဲ့နေရာမှာသုံးတဲ့ series ဒီနံပါတ်3ကတော့ကျွန်တော်တို့ပုံမှန်အလယ်လက်ဝင်ပေါ့ဗျာဒဏ်ခံနိုင်တယ်ပေါ့အဲ့ဟာကိုသုံးတဲ့ series ဟုတ်ပြီနောက် C3O5 နောက်က0ဘက်ကဘာလဲဆို05ဆိုတာဗျာကျွန်တော်တို့ inter diameter ဒီရဲ့အတွင်းချင်းရှက်တက်မဲ့အတွင်းချင်းအဲ့အတွင်းချင်းရဗျာ0.005လို့ရေးထားတာ05ဆိုတာဘာလဲဒါလည်းရှင်းပါလေ
ကျွန်တော်တို့စစ်3ကိုဖိုင်မှာစစ်3ကို00ဆိုရင်ဗျာ00ဆိုရင်10 mm ရှိမယ်ကျွန်တော်အနောက်မှာပုံနဲ့ရှင်းပြမှာဖြစ်တယ်01မှာဆိုရင်12 mm အခု05မှာဆိုရင်ကျွန်တော်တို့ဖိုးတဲ့ကြော်တာဆိုကျွန်တော်တို့ဖိုင်နဲ့မြောက်တယ်အဲ့တော့25 mm ဒီအတွင်းချင်းကိုတားကြည့်လိုက်မယ်ရှက် size က25 mm ရှိတယ်ဒါလည်းရှင်းပါတယ် RS ကပါအားဆိုတော့ rubber side ပေါ့ဗျာဟောဆိုဘေးကနေ rubber ကတ်တယ်ဖုံသေးမဝင်အောင်ဘေးကနေ rubber ကတ်တယ်ဆိုတာဒါလည်းရှင်းပါတယ်ဖုံသေးမဝင်အောင် rubber side ရှိမယ်အဲ့ side တွေမှာဆိုကျွန်တော် rubber side ဗျာ 2RS ရှိမယ်ရိုးရိုး RS ရှိမယ်အားဆိုတစ်ဖက်ပိတ်ပေါ့တစ်ဖက်ဖွင့်ပေါ့ 2RS ဆိုနှစ်ဖက်ပိတ်ပေါ့ rubber ပေါ့ဖုံသေးမဝင်အောင်ပေါ့အဲ့နောက်တစ်ခုအဲ့မှာဆို Z ရှိမယ်ဗျာ Z ဆိုကတော့ Z ဆိုရင်ကျွန်တော်တို့စတီးပေါ့ဒီဘေးကနေပြီးတော့ rubber မပေါ်တဲ့စတီးပေါ့စတီးကာထားပါဗျာစတီးကာထားရှိမယ် rubber ကာထားရှိမယ်အဲ့မှာဘွီရှိမယ်ဗျာဘွီရှိမယ် DDU ရှိမယ်အနန္နာရှိမယ် AM ရှိမယ်အသုံးများသောဗျာ 2RS တို့ ZZ တို့ဒါပါပဲဒီကတော့ဒီကာဝါရဲ့အကြောင်းတွေကိုပြောထားတာဖြစ်ပါတယ်ဟုတ်ပြီဗျာအဲ့မှာနောက်မှာကျွန်တော်တချို့ဘောတွေမှာဆိုကျွန်တော် C1 C2 C3 CM ပေါ့အစရှိသည်မအပ်ပါလေဟုတ်ပြီ CM ဆို internal clearance ဆိုတာဘောနဲ့ဒီဘောအိမ်နဲ့ဂျားမှာလှုပ်ကြည့်လိုက်ဗျာလှုပ်ကြည့်လိုက်ပါ CM ဆိုတော့ normal clearance ဆိုတာရှင်းပါတယ်ဘောအိမ်ဂျားမှာရှိတဲ့ဟာပုံမှန်အဟပေါ့ဗျာပုံမှန်အဟပေါ့ပုံမှန်အဟရှိတယ်အဲ့မှာ C2 ဆိုရင်ပုံမှန်ထက်နည်းနည်းသေးတယ်ပေါ့ပို့ပြီးတော့ချက်တယ်ပေါ့ဗျာဘောကပို့ပြီးတော့ C1 ဆိုရင်တော့အဲ့ပုံမှန်ထက်ကိုပိုးသေးပြီနောက်တစ်ဆင့်ထပ်သေးဒီဘောအလှုပ်ဘော clear ဘောအဟဘောရင်းနဲ့ဘောသားနဲ့အဟကအဲ့ဒါအသုံးပြုတဲ့နေရာတွေမှာမူတည်ကွဲတယ်တအားပုတ်တိုက်မှုများတအားလေပတ်မှုများပြီတအားပူတဲ့နေရာမှာဆိုဘောနည်းနည်း CN ထက်ကြီးတဲ့ပူဟမယ်ဘောတော့ဘာလို့ပူလာမယ်ပူလာရင်ဘောကပွာလာကြက်လာပူလာမယ်လေပတ်မှုများလာမယ်ဆိုရင်အဟပူတဲ့ဟာဘောကိုသုံးရမှာပေါ့ဗျာပုံမှန် normal အခြေအနေဆိုရင်တော့အဟနည်းလေကောင်းလေပေါ့ဒါမှမဟုတ်လေပတ်မှုများမဲ့နေရာပူမဲ့နေရာဒီမှာဆိုရင်ဒီဘောရဲ့ clear တွေများတယ်အဟများတဲ့ဟာကိုပို့သုံးနေတာပေါ့ကျွန်တော်တို့ဘောတစ်ခုဝယ်မယ်ဆိုရင်ဒီဘူးကအခြေခံသဘောတရားအပြင်ကျွန်တော်ဖြစ်နေချင်တာကျွန်တော်ဒီဗီဒီယိုမှာဆိုရင်လူတစ်ပုတ်ထဲနဲ့ဘောဘရာတွေရဲ့အကြောင်းကိုအခြေခံသဘောတရားကိုအကုန်ခြုံငုံသုံးသပ်ကျွန်တော်တင်ပြနေတာဖြစ်ပါတယ်ဘောဘရာတွေဆိုတာကျွန်တော်စက်ပစ္စည်းတွေမှာဆိုရင်သူက pressure ပို့တိုက်မှုတွေလျှော့ချပြီးလွယ်ကူစွာလက်ပတ်နိုင်အောင်ထောက်ကူပေးတဲ့ပစ္စည်းပေါ့ဗျာဘောဘရာတွေမှာဆိုရင် inter-ring အတွင်းကွင်းတွေ outer-ring အပြင်ကွင်းတွေဘောတွေရဲ့ design တွေ cup တွေရဲ့ design တွေအဲ့ design တွေပေါ်မူတည်ပြီးတော့အမျိုးမျိုးခေါ်ရတာပေါ့ဗျာ design ပေါ်မူတည်ပြီးတော့ဘောတွေ design ပေါ်မူတည်ပြီးတော့သူ့ရဲ့လေးပေးထားတဲ့ဝင်တွေလည်းမျိုးမျိုးရှိကြတာပေါ့ဗျာဥပမာအဓိကသုံးတာကတော့ radial လို့ဝင်ရိုးတောက်လျှောက်ကိုခံနိုင်သလားradial လို့ဝင်ရိုးရဲ့အထက်အောက်ကိုခံနိုင်တဲ့ဘောတွေ axial လို့ဝင်ရိုးတက်တဲ့ဘေးဘယ်ညာဝင်ရိုးတက်တဲ့ဘေးဘယ်ညာခံနိုင်တဲ့ဟာတွေအဲ့ဒီမူတည်ပြီးတော့ဘောဘယ်ဟာတွေအမျိုးမျိုးဒီဇိုင်းမျိုးမျိုးဘောရဲ့ဒီဇိုင်းတွေဘောဘယ်ဟာတွေကတ်တွေရဲ့ဒီဇိုင်းတွေမျိုးမျိုးဖွဲ့စည်းထားဖြစ်ပါတယ်လွယ်လွယ်ရှင်းရှင်းတော့သုံးများတော့ကျွန်တော်တို့ deck group ဘောဘယ်ဟာတွေညောင်းနေတဲ့လောက်ထားတဲ့ဘောပေါ့ဗျာနောက်က angular contact ဘောဘယ်ဟာတွေဘောဘယ်ဟာတွေအိမ်ကိုထောင်ချိုးပြီးတော့လောက်ထားတဲ့ဘောဒီဇိုင်းပေါ့ဗျာနောက်က set slime ဘောဘယ်ဟာတွေ set line ဘောဘယ်ဟာတွေဆိုတော့ကိုယ်တိုင်ပြန်ပြီးတော့ line မပြန်ပြီးတော့ဥမာရှက်ကနည်းနည်းရှက် slime နဲ့ရှက်မတဲ့လေပေါ့ဗျာရှက်မတဲ့လေသူကဘောကနေပြီးတော့ညှိပြီးတော့လဲတိုင်းတဲ့ဘောဘယ်ဟာတွေပေါ့ရှက် slime ဘောဘယ်ဟာတွေပေါ့ရှက် line နဲ့ရှက်မတဲ့လေလက်ပတ်နိုင်တဲ့ဘောဘယ်ဟာတွေပေါ့နောက်ကတရက်ဘောဘယ်ဟာတွေတရက်ဘောဘယ်ဟာဆိုဝင်ရိုးတက်တဲ့
အဲ့ဒါလို့ဝင်ရိုးတီးတယ်မဝင်ရိုးထအောက်ဒီမှာပါဝင်ရိုးတက်တဲ့အထက်ဝင်ရိုးတွန်းမလားဆွဲမလားဝင်ရိုးတက်တဲ့တကယ် heavy load ဒီမှာလုံးတဲ့ set line မဲ့ thread ball bearing ပေါ့အဓိကတော့ဝင်ရိုးမူတည်ပြီးတော့ design မျိုးထုတ်ထားကြတာနောက်တစ်ခုက ball bearing ရဲ့ seat အဖုံးတွေပေါ့ဗျာ open type နှစ်ဖက်ဖွင့်လားဆက်ရှိမတ်တိန်နဲ့ဘေးကနေကားထားလားနံဖုံးလားပေါ့ဗျာနောက်တစ်ခုက RS rubber ဖုံးလားပေါ့ non contact seat ဆိုတာ non contact seat ဆိုတာတော့ rubber seat တစ်မျိုးဖြစ်ပြီးတော့ non contact seat ဆိုတာ rubber seat ပေါ့ဒါပေမဲ့ ဘော်ဘယာရီကိုအတွင်းအောင်မဖိဘဲနဲ့ပုံမှန်လေပတ်ဖို့လှုပ်ထားတဲ့ဟာပေါ့လေပတ်လို့ကောင်းအောင်စီတော့ non contact seat ဆိုတော့ဒီ inner ring ကိုမဖိဘဲနဲ့လေပတ်လို့လောက်အောင်လှုပ်ထားတဲ့ဟာပေါ့ဗျာ non contact seat အတွင်းလေပတ်ဖို့အတွင်းကိုမထိဘဲနဲ့အတွင်းသားကိုမထိဘဲနဲ့ကားထားတဲ့ဟာပေါ့အဓိကကတော့ဘောဘယာရီကြောင့်ဒီနေ့အနှစ်ချုပ်ရင်အဲ့ဒါပါ